အကရွေ့တင်ဟာ Cybertruck ကားနှစ်စီးကိုဆွဲဖို့အတွက်ကလေးငယ်တွေကိုအသုံးပြုမယ်ဆိုရင်အနည်းဆုံးကလေးပေါင်း9000လောက်စုပြီးဆွဲမှသာကားကရွေ့မှာပါတကယ်လို့အကောင်ကြီးမားလာတဲ့အာနာကွန်ဒါမွေကြီးတွေကိုအသုံးပြုမယ်ဆိုရင်တော့အနည်းဆုံးမွေကောင်ရေ160လောက်လိုအပ်ပါလိမ့်မယ်ဒါပေမဲ့လူတန်ကြီး The Rock လို့လူသိများတဲ့ Dwayne Johnson ကိုသာအသုံးပြုမယ်ဆိုရင်တော့သူတယောက်ခွဲသူ့လိုလူ2ယောက်တောင်မပြည့်တပြည့်အားနေတဲ့ဒီကားတွေကိုလှိမ့်ပေးဖို့လုံလောက်နေပါပြီရေဘဝဲရဲ့ဆင်းလက်တန်တစ်ခုဟာအပေါက်ငယ်လေးတွေကိုရောက်သွားပြီဆိုတာနဲ့သူ့ရဲ့တကူလုံးကိုအထဲရောက်အောင်ဆွဲသွင်းမှာတော့တယ်အပေါက်နဲ့အတော့အသစ်ထီအောင်သူ့ရဲ့ကိုရင်းအင်္ဂါတွေကလည်းရှော့တိုက်ပြီးနေရာရွှေ့ပေးကြပါတယ်ဒါဟာဘာကြောင့်လဲဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်ကိုထိခိုက်ပျက်စီးမှုမရှိဘဲကြုံနိုင်ဆန့်နိုင်တဲ့နူးညံ့တဲ့တစ်ရှူတွေနဲ့တိဆောက်ထားလို့ပဲဖြစ်ပါတယ်ပြီးတော့သူတို့မှာနှုတ်သီးကလွဲရင်ကြံတဲ့အစိတ်အပိုင်းတွေမှာတားဆီးထားမဲ့အယိုးရင်လို့မရှိပါဘူးဒါကြောင့်ရေဘဝဲရဲ့နှုတ်သီးသာအပေါက်ထဲဝင်ဆက်မယ်ဆိုရင်ကြံတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကလည်းအပေါက်နဲ့အညီပုံစံပြောင်းပြီးလိုက်ဝင်သွားနိုင်ပါတယ်။တနည်းအားဖြင့်ပြောရရင်အကျွေးစီတစီဝင်နိုင်တဲ့အပေါက်မျိုးဆိုရင်ရေဘဝဲတကောင်လည်းအသာလေးဝင်သွားနိုင်တာမျိုးပေါ့။အကယ်လို့တင်ဟာပင့်ကူတကောင်ကိုဘီယာဖန်ကွက်ထဲထည့်လိုက်မယ်ဆိုရင်ဖန်ကွက်ရဲ့နေရန်တွေကအရန်ချောမွေ့လွန်းတာကြောင့်သူ့အပြင်ကိုပြန်သွားတတ်ဖို့ခက်ခဲသွားနိုင်ပါတယ်။ဒီအခါမှာပင့်ကူဟာဖန်ကွက်နေရန်ကဖတ်မှာပင့်ကူမြင်လေးကိုစတင်ကတ်လိုက်ပြီးကြံတဲ့အစွန်းတစ်ဖက်ကိုတော့မျက်နှာချင်းဆိုင်နေရန်မှာတွားချိတ်ပါတယ်။အဲ့ဒီနောက်မှာတော့ပထမမြင်းကြီးအပေါ်မှာနောက်ထပ်တစ်မြင်းပြီးတော့နောက်ထပ်တစ်မြင်းစသဖြင့်သစင်ချင်းစီထပ်ပြီးတော့ဖန်ကွက်အထက်ပိုင်းအထိရောက်အောင်ပင့်ကူအိမ်ကိုတဖြည်းဖြည်းချင်းတိဆောက်ပါတယ်။အဲ့ဒီပင့်ကူအိမ်ကိုလေကားထစ်တဲ့ဖွဲ့အသုံးပြုပြီးဖန်ကွက်အပြင်ဘက်ကိုထွက်ဖို့ကြိုးစားတာပါ။ဒါပေမဲ့ပင့်ကူတကောင်မှာထုပေးနိုင်တဲ့ပင့်ကူမြင်ပမာဏကအကန့်အသတ်ရှိသလိုမြင်တစ်ခုချင်းထုဖို့အတွက်လည်းအားအင်တွေကုန်ခန်းရပါတယ်။ဆိုလိုတာကတော့တကယ်လို့ဖန်ကွက်ကသာအရန်မြင့်နေမယ်ဆိုရင်ပင့်ကူဟာဖန်ကွက်နှုတ်ခမ်းဝါကိုမရောက်ခင်မှာပဲပင့်ကူအိမ်တိဆောက်လို့မပြီးခင်မှာတင်အသက်ဆုံးရှုံးသွားနိုင်ပါတယ်